ပရိသတ်တွေကိုခွင့်တဲ့အထိထပ်မံပြီးတော့ခေါ်ဆောင်နိုင်ခဲ့ပြီးတော့ပြောရမယ်ခင်ဗျာဒီနေ့မှာအင်ရှင်မြန်မာယူဆက်ခွန်အသင်းခြေစစ်ပွဲအောင်ဖို့ရမှတ်တမတ်ပဲလိုအပ်တာဖြစ်ပါတယ်အဲ့ဒီရမှတ်တမတ်အတွက်မြန်မာယူဆက်ခွန်အသင်းဘယ်လောက်ထိအကောင်းဆုံးအင်ရှင်ပရိသတ်တွေကိုအကောင်းဆုံးလက်ဆောင်ပေးနိုင်မလဲစောင့်ကြည့်ရမယ်ဗျာအခုဆိုတော့ပွဲကိုစတင်လိုက်ပြီဖြစ်ပါတယ်စီရီယာတင်မဲ့ခေါင်းတိုက်ပြီးတော့ရှင်းလုပ်ထားရင်ဗျာသူနောက်ကွင်းထဲမှာပရိသတ်အပြည့်အရှံနဲ့ကစားတာဘယ်လောက်ထိခက်ခဲတယ်ဆိုတာကိုတော့စီရီယာတင်ဒီနေ့မှာစတင်မြင်တွေ့သွားဖို့တော့ရှိနေကြတာဖြစ်ပါတယ်ပြီးကြတဲ့ပွဲစဉ်မှာလည်းအိုမန်အသင်းဒီလိုပဲပရိသတ်တခဲနဲ့အားပေးမှုရဲ့အထံကိုတိတ်ပြီးတော့မခံနိုင်ပဲနောက်ဆုံးမှာတော့အင်ရှင်အသင်းကိုအရှုံးပေးထားခဲ့ရတာဖြစ်ပါတယ်ဒီနေ့မှာလည်းအလားတူစီရီယာအသင်းအင်ရှင်ပရိသတ်တွေရဲ့အားပေးမှုတန်းကိုဘယ်လောက်ထိကြံ့ကြံ့ခံနိုင်မလဲဆက်လက်ပြီးတော့စောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်မာသင်းပဲချန်လန်တင်းအဲ့ဒါပြန်ထွေးလာတယ်မာတင်ပဲရာလာတင်မြအထူပိုင်းနောက်လည်းပြန်ထွေးလာတယ်မာတင်ပွဲစားတဲ့အတိုက်စစ်စားတဲ့ဘုရားစပြီးချိုးသားလာခဲ့ပြီဖြစ်ပါတယ်မြင်မြတ်ကုတ်ကုတ်ရှေ့မပေးရတယ်အိမ်လည်းကြတယ်ကိုဟေးကြီးရဲ့ပွဲစားတွေကမြန်မာတင်တိုက်စစ်ကိုတော့စပြီးတော့အမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဟိုပိုင်းကိုနေဆိုရင်ပွဲစားကမ္ဘာမပြည့်ခင်ပါပဲမြန်မာအသင်းရဲ့တိုက်စစ်မှာအသင်းရှိနေတဲ့ရင်းနေအောင်ပထမဦးဆုံးချိန်စီရီယာတင်တော့ဘောချင်းတော့ပြုတ်နိုင်ခဲ့ရဖြစ်ပါတယ်။ခွင်းထဲမှာမြန်မာပရိသတ်တွေရဲ့အားပေးတာလည်းတကယ်ကိုတခဲနဲ့ရှိနေခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့မြန်မာအသင်းကိုမြန်မာပရိသတ်တွေလောက်ဒီအားပေးရဆိုတော့ဒီနေ့မှာသူကခွင်းရဲ့ဝက်ကြီးစင်တွေမှာမြင်တွေ့နေရတဲ့ပရိသတ်တွေကိုတော့ကြည့်ပြီးတော့တကယ်ကိုပဲမြန်မာအသင်းဒီမှာနိုင်ရရှိမှာဆိုတော့ကျွန်တော်တို့ဆက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ဒီလိုပရိသတ်အပြည့်ရှံနဲ့မြင်တွေ့ရတဲ့သူ့နာခွင့်ရဲ့ပုံရိပ်ကတကယ်ကိုရှင်ခုန်စရာတော့ကောင်းနေခဲ့တာဖြစ်ပါတယ်လက်ရှိခြေစစ်ပွဲပြိုင်ပွဲတစ်လျှောက်မှာလုံးဝကိုအထင်ကြီးစရာခြေစွမ်းအောင်မြင်မှုအတွက်ယုံကြည်မှုအပြည့်ရှိတဲ့ဟန်ပန်တွေနဲ့ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာကိုရရှိပိုင်ဆိုင်ထားတဲ့မြန်မာယူဆက်ခွန်အသင်းဒီနေ့မှာတော့နောက်ဆုံးပွဲစဉ်ဖြစ်တာနဲ့အညီပရိသတ်တွေကလည်းတကယ်ကိုခွင်းလုံးပြည့်လာရောက်အားပေးနေကြတာဖြစ်ပါတယ်ဒီပရိသတ်တွေထဲမှာရန်ကုန်ကပရိသတ်တွေမဟုတ်ပဲနေကတကယ်ကိုမြန်မာယူဆက်ခွန်အသင်းကိုအားပေးတဲ့ပရိသတ်တွေကလည်းလာရောက်ပြီးတော့အားပေးတဲ့အနေအထားမျိုးတွေမှာရှိနေကြတာဖြစ်ပါတယ်။ဟိုပိုင်းကိုနေဆိုရင်ကိုနေဆိုတင်ဆက်ခဲ့ဆိုရင်တော့မြန်မာယူဆက်ခွန်အသင်းဟာမြန်မာဘုံပရိသတ်တွေအတွက်တကယ်ကိုပဲထူးခြားတဲ့အသင်းတစ်သင်းလို့ဆိုရမယ်ခင်ဗျာ။ရန်ကုန်မှာရှိနေတဲ့ပရိသတ်တွေတို့မကပဲနဲ့နေမှာရှိနေတဲ့ပရိသတ်တွေကိုပါရန်ကုန်မြို့သူကနာကွင်းထဲထိခေါ်ဆောင်နိုင်နေဆိုတော့စွမ်းရင်ဟာတကယ်ကိုပဲနေပါလာတဲ့စွမ်းရင်တစ်ခုတော့မဟုတ်ဘူးလို့ဆိုရမယ်ခင်ဗျာဟုတ်ပါတယ်ပြီးကြတဲ့လာတော့ကလည်းဒီကွင်းဒီနေရာမှာမြန်မာယူဆက်ခွန်အမျိုးသမီးတင်းအာရှဗလာခြေစပွဲအောင်မြင်ခဲ့တဲ့ပျော်ရွှင်မှုလိုမျိုးဒီနေ့မှာထပ်ပြီးတော့မြန်မာပြည်သက်တွေခံစားသွားအောင်လားတိတ်ပြီးတော့မကြမ်းရှိတော့တဲ့မိနစ်90မှာဆက်လက်ပြီးတော့ရေကုန်အောင်လို့ရှိနေကြတာဖြစ်ပါတယ်ဒီမှာတင်မရှိပေးတာလေချိန်မှာလည်းစီရီယာတင်ရဲ့ခန့်စစ်ကပဲရှင်းထုတ်ထားခဲ့ရတာဖြစ်ပါတယ်စီရီယာတင်ရဲ့ခန့်စစ်ကရှယ်ရက်အက်တင်မာတင်ရဲ့တိုက်စစ်ကိုတော့ပြန်လည်ဟန်ထားခဲ့တာဖြစ်ပါတယ်မာတင်ကတော့ဒီနေ့ပွဲစဉ်မတိုင်မီရှေ့မှာခြေစစ်ပွဲ၃ပွဲရှင်းပြိုင်ကစားပြီးချိန်မှာရန်ကုန်ပြည်နိုင်ပွဲနဲ့အတူရမှတ်9မှတ်နဲ့အတူလက်ရှိဂရုကြီးရဲ့ထိပ်ဆုံးနေရာမှာဦးဆောင်နေကြတာဖြစ်ပါတယ်။စီရီယာတင်ကတော့ပြီးခဲ့တဲ့ခြေစစ်ပွဲ၃ပွဲမှာ2ပွဲနိုင်1ပွဲရှုံးရမှတ်6မှတ်နဲ့အတူအမတ်ပေးစရာရဲ့အဆင့်3နေရာမှာရပ်တည်နေကြတာဖြစ်ပါတယ်။လက်ရှိအာရှဖလားရဲ့စီမံစည်းကမ်းတွေအရခြေစစ်ပွဲအောင်မြင်မဲ့တသင်းတော်အသင်းကိုတော့ရမှတ်တူညီနေခဲ့မယ်ဆိုရင် head to head ရလက်တွေနဲ့ဆုံးဖြတ်သွားဖို့ရှိလို့ဒီနေ့မှာမြန်မာအသင်းခြေစစ်ပွဲအောင်ဖို့ဆိုရင်တော့အနည်းဆုံးရမှတ်တစ်မှတ်ရရှိဖို့တော့လိုအပ်နေကြတာဖြစ်ပါတယ်။စီရီယာတင်ကတော့ဒီနေ့ပွဲစဉ်မှာခြေစစ်ပွဲအောင်မြင်ဖို့သူတို့မှာအခွင့်အလမ်း2ခုတော့ရှိနေတယ်ဗျာ။တစ်ခုကတော့ဒုတိယပွဲဖြစ်ရှိမဲ့ကစားမဲ့အိုမန်အသင်းရှုံးနေခဲ့မယ်ဆိုရင်တော့စီရီယာတင်ဒီနေ့ပွဲစဉ်မှာအနိုင်ရရှိရုံနဲ့ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီးတော့တကယ်လို့အိုမန်အသင်းဒုတိယပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင်တော့စီရီယာတင်ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းကို3ဂိုးပြတ်အနိုင်ရရှိမှသာခြေစစ်ပွဲအောင်မြင်ဖို့ရှိနေကြတာဖြစ်ပါတယ်။မြန်မာအသင်းတော့ကတော့ခြေစစ်ပွဲအောင်မြင်ဖို့ရမှတ်တစ်မှတ်ပဲလိုအပ်နေခဲ့ပြီးတော့တော်တော်လေးနှီးစပ်နေတဲ့အနေအထားမျိုးမှာတော့ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒီချိန်မှာမြန်မာပြည်ရဲ့ဂိုးသမားထက်ဝေရန်ဖိုင်ကိုတွန်းနိုင်ခဲ့လည်းဖြစ်ပါတယ်လက်ရှိသူ့နောက်ခွင်းထဲကမြင်ကွင်းမျိုးက
ပြီးခဲ့တဲ့မြန်မာလက်ရွေးစင်အသင်းရဲ့ပါကစ္စတန်အသင်းနဲ့ပွဲစဉ်ပြီးမှပထမအဆုံးပြန်ပြီးတော့မြင်တွေ့ရတဲ့အခွင့်အပြည့်အခွင့်ရှံအားပေးမှုမြင်ကွင်းတွေလည်းဖြစ်ပါတယ်ဒီလိုကြက်တီချစရာကောင်းတဲ့အမြင်ကွင်းမျိုးမှာအင်ရှင်မြန်မာယူဆက်ခွန်အသင်းပြည်သက်တွေကိုဘယ်လောက်ထိအကောင်းဆုံးပြန်လည်ပြီးတော့ကျေးဇူးဆက်သွားနိုင်မလဲလက်ဆောင်ဖြစ်အာရှချစ်စပွဲဝင်ရောက်ခွင့်ကိုအပိုင်နိုင်ဆုံးရယူသွားနိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ် ဟိုပါကွန်ဂျန်ဆိုရင်ကျွန်တော်တွေဒီနေ့ပွဲစဉ်ကယူမိုရှာအပြည့်နဲ့ရလိုက်မြနေရမယ်လက်ကန်နေကျွန်တော်စီကတင်ဆက်နေစဉ်တွေ့မှာပဲစီရီယာအသင်းရဲ့ခံစစ်ကဒီနေ့မှာပထမဆုံးအချိန်အမောက်ပြုလုပ်လိုက်တာတော့မြန်မာအသင်းရဲ့ခွင့်လေးသသမားလင်းအောင်ကောင်းဆုံးစုံတက်ဖို့အတွက်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဘေးဂျေကန်ချက်ကတီးတတာပဲအားနေခဲ့တဲ့အတွက်စီရီယာအသင်းရဲ့ကိုသမားအာဆက်ဟာဆန်ဖန်ယူသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ် ဒီမှာစီရီယာအသင်းပဲဘယ်ချောင်းတွဲတာလဲပြန်လိုက်ဆက်တယ်ဒါပေမဲ့လည်းပြပမှုကအများနေခဲ့တာဖြစ်ပါတယ်စီရီယာအသင်းအစောပိုင်းကလိုမျိုးပဲအမှားမျိုးထပ်ပြီးတော့လုံးမယ်ဆိုရင်တော့ကောင်းကောင်းကြီးပေးဆက်သွားဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်အင်ရှင်ပရိသတ်ရဲ့အားနဲ့အတူမြန်မာအသင်းရဲ့အမြင့်ဆုံးရောက်နေတဲ့စိတ်သက်ပိုင်းကဒီနေ့မှာဘယ်လောက်ထိအကောင်းဆုံးစွမ်းဆောင်သွားနိုင်မလဲဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် စီရီယာတင်မယ်ရှာရအဒင်ခံစမှာပဲပြုလုပ်နေတယ်ခင်ဗျာရှာရအစမရှိဘတိုင်းကနေထားရဒါမဲ့လည်းစီရီယာတင်ရဲ့တိုက်စစ်ကတော့နားလည်မှုလွယ်ပြီးတော့မြန်မာအသင်းရဲ့ဂိုးသမားထုတ်ဝေရန်ပဲအသာရပဲဖန်ကူသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဒီနေ့မှာမြန်မာပြည်သက်တွေရဲ့တကယ်ကိုအင်အားကောင်းလောက်တဲ့အားပေးမှုတွေကြောင့်စီရီယာအသင်းကတော့ဒီနေ့ပွဲစဉ်မှာအနေနဲ့အခက်တွေ့နေတဲ့ပုံစံတော့ကျွန်တော်တို့မြင်တွေ့နေခဲ့ရလည်းဖြစ်ပါတယ်မြန်မာအသင်းပဲဘလုံးပြန်ရသွားရင်မြောင်းလက်တင်ထိုးပြီးမြန်မာအသင်းပဲညီတက်ဝေးနေလက်ကန်နေဒီနေ့မှာမြန်မာအသင်းရလည်းဒူနာကွင်းနယ်ဒီလောက်အားပေးရမြန်မာပြည်သက်တွေရဲ့မျှော်လင့်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းပေးဖို့အတွက်ဝေးကန်ချက်တွေနဲ့အဆုံးသတ်နေကြရလည်းဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ကန်ချက်တွေကဘုံသမားအဆက်ဟာဆန်ဒီနေ့ချိန်ကြီးတော့ဖန်ယူထားနိုင်စေပဲဖြစ်ပါတယ်စောပိုင်းကကန်ချက်ကိုကန်ခဲ့တဲ့ညီတန်းပြီးခဲ့တဲ့ပွဲစဉ်အိုမန်အသင်းကိုနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအသင်းကိုတကူရရှိခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်ဒီနေ့မှာမြန်မာအသင်းတော့ထပ်ပြီးတော့အချိုးပြုနိုင်ဖို့သူ့အနေနဲ့အချိုးစားခဲ့တာဖြစ်ပါတယ်ကိုနေဆိုရင်ပွဲရတော့တပြေးပြေးနဲ့ပဲရင်ကုန်စရာရင်နဲ့ပြင်းနေလာခဲ့ရဖြစ်ပါတယ်မြန်မာအသင်းဘက်ကတိုက်စစ်စင်ရဲ့အချိန်မှာပဲစီရီယာအသင်းကလည်းတမြန်တိုက်စစ်တွေကိုမကြခဏပုံပေါနေအောင်တော့ကျွန်တော်တို့မြင်တွေ့ထားခဲ့ရလည်းဖြစ်ပါတယ်ကိုရင်းစီဒီလိုမြင်တွေ့နေရတဲ့ပရိသတ်တွေရဲ့အားဒီလိုအားပေးတဲ့ဒီလိုပုံစံမျိုးကကွင်းထဲမှာလာရောက်အားပေးတဲ့ပရိသတ်တွေအတွက်ရော TV ကနေကြည့်နေတဲ့ပရိသတ်တွေအတွက်ရောကျွန်တော်တို့တင်ဆက်နေသူတွေအတွက်ပါတကယ်ကိုရှင်ခုန်ဖို့ကောင်းတဲ့အထိုက်အတန့်ဖြစ်ရှိနေကြတာဖြစ်ပါတယ်ဟိုပါရဲ့ကိုနေဆိုရင်ဒီလိုမျိုးပရိသတ်တွေစောင့်ပြပြနဲ့အားပေးရပွဲမျိုးတော့မြန်မာပရိသတ်တွေမခံစားရကြာရဖြစ်ပါတယ်ဦးစွန်စီယာတင်မရအောင်ရမြစီယာတင်မဟာရီကြောက်ကိုကြော်ထားတယ်စီယာတင်မအေးရတဲ့ဝင်လာပြီစီယာတင်မရသေးတယ်မြစီယာတင်မချင်းနေကြည့်နေတယ်အေးရစံနမှာပဲဒါမှလည်းမြန်မာတင်ခန့်စစ်ကိုတော့ကြော်လို့နိုင်မရှိခဲ့လည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်၃ပွဲမှာရန်ကုန်ပြည်နိုင်ပွဲနဲ့သူအကောင်းဆုံးပုံစံတစ်ခုမှာရှိနေခဲ့တဲ့မြန်မာအသင်းဒီနေ့မှာလည်းရန်ကုန်ပြည်နိုင်ပွဲနဲ့သူနောက်ဆုံးပွဲစဉ်မှာပြည်သက်တွေကျင်းတဲ့လောက်တဲ့ရလက်မျိုးထပ်ပြီးတော့စွမ်းဆောင်သွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဦးစွန်စီယာတင်မယ်။ခင်းနေပါဘောလုံးပြန်ပြတ်သွားရင်မြအတူပိုင်းရှေ့ဘက်လိုက်တဲ့မျောပြီးဒါမှလည်းစီယာတင်ရဲ့ခန်းစစ်ကကောင်းဦးရမြလိုက်နေခင်ဗျလင်းအောင်မဲလင်းအောင်ဘယ်နဲ့ဆိုရင်ဒီချိန်မှာတော့စီယာတင်ရဲ့ခံစစ်ကအနေနဲ့ရှေ့ထုတ်ပုံကတော့အကျန်းခဲ့တာဖြစ်ပါတယ်။ကိုရင်းစီကျွန်တော်မြင်တွေ့ရပုံကတော့စီရီယာအသင်းအင်ရှင်ပရိသတ်တွေရဲ့အားပေးမှုတန်ကိုတော့ဖီယာအနေနဲ့ဝင်နေပုံတော့ရတယ်ဗျာ။မိုဘိုင်းကင်းဆိုရင်ဒါကြောင့်မလို့ဒီနေ့မှာတော့စီရီယာအသင်းရသူရဲ့အေးရနဲ့တိတ်မဝေးရဲ့အနေထားစတင်ပြီးတော့မြန်မာအသင်းကိုတစ်တမောခွင့်ပြုပေးခဲ့ရလည်းဖြစ်ပါတယ်။ဒီအနေထားမြန်မာအသင်းအတွက်ဘာမှမဆိုဖြစ်သွားနိုင်တဲ့အခွင့်အရေးလည်းဖြစ်တယ်မြ။ရှေ့ပိုင်းမှာလည်းမြန်မာအသင်းဒီလိုအမြင့်ပေါ်ဒီလိုအခွင့်အရေးအနေသွင်းကိုရရှိအောင်အကောင်းဆုံးစွမ်းဆောင်ပြခဲ့တဲ့တာတကားတွေရှိနေခဲ့လို့ဒီအခွင့်အရေးကသွင်းကိုရရှိသွားနိုင်လောက်တဲ့အခွင့်အရေးကောင်းတစ်ခုလိုပဲဆိုရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။အခုရရှိလာတဲ့အခွင့်အရေးကနေမြန်မာအသင်းဥဆောင်မှုရရှိသွားမလားဆိုတော့ကျွန်တော်တွေစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်ကံမဲ့နေရာမှာတော့မြန်မာအသင်းရဲ့အဓိကအခွင့်အရေးကစားသမား2ဦးလို့ဆိုရမယ်။လင်းအောင်နဲ့အန်ထူပိုင်တို့ရှိနေကြတယ်မြာ။
အန်ထူပိုင်းပြန်ပြီးတော့အေးရကြားကောင်းတယ်ပြီကိုရီများကိုရီစီရဲ့ကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသွင်းဖို့တကိုထပ်ပြီးတော့သွင်းပြခဲ့ပြီဖြစ်ပါတယ် မိုဘိုင်းကိုလည်းဆိုရင်ကျွန်တော်စောမတင်ဆက်ခဲ့လို့ပဲအန်ဒီရများရခိုင်တဲ့အနေနဲ့ဒီမှာအသင်းဥဆောင်မှုတွေတည်ယူတဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ဥဆောင်မှုတော့ပဲသားချင်း7မိနစ်ကျော်မှတည်ယူခဲ့ပြီဖြစ်ပါတယ်ခုနကကွင်းထဲမှာစီရပြည်သက်တွေအားပေးတယ်တကယ်ကိုရင်ကုန်စရာအပြည့်နဲ့မြန်မာကစားသမားတွေတကယ်ကိုပဲအတက်စရာတခုဖြစ်နေကြရတယ်ဖြစ်ပါတယ် မြန်မာတင်ကတော့အေရှီပရိသတ်တွေရဲ့အားပေးမှုနဲ့ပဲအတူသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာရမှတ်တမတ်တော့ပဲမဟုတ်ပဲရန်ုံပြေနိုင်ပွဲရန်ုံပြေအကောင်းဆုံးပုံစံနဲ့အတူ19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြည့်ထန်နေတဲ့ပုံရိပ်မှာတော့ရှိနေကြတာဖြစ်ပါတယ် ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရကြပြီဖြစ်တဲ့ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပြည်သက်တွေဟာတကယ်ကိုပဲပောက်ကွဲဆန်တော့ကျွန်တော်တွေမြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ် ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူထပ်ပြီးတော့မြန်မာယူဆက်ခွန်သင်းတက်တည်ပြခဲ့ပြီးဖြစ်ပါတယ် ဟုတ်ပါတယ်စောပိုင်းကအသင်းကိုတွင်းယူပေးခဲ့တဲ့ညီညီတန့်ပဲဖြစ်ပါတယ်ညီညီတန့်ကတော့မြန်မာယူဆက်ကိုအသင်းရဲ့တိုက်စစ်မှာတကယ်ကိုအားထားတဲ့ဇာတ်သမားတစ်ယောက်လည်းဖြစ်ပါတယ် ထူးခြားချက်အနေနဲ့ညီညီတန်းဒီကနေ့ပွဲစဉ်ကလည်းသွင်းကိုတကူပုံမှန်သင်းတဲ့ပွဲစဉ်မှာသွင်းထားနိုင်ကြလို့သူ့အနေနဲ့ဒါနှစ်ပွဲဆက်သွင်းကိုရရှိသွားနိုင်ခဲ့တာဖြစ်ပါတယ် ဟုတ်ပါတယ်ကိုညာဆိုတင်ဆက်ခဲ့သလိုပဲဒါအနာဂတ်အတွက်တကယ်ကိုအားထားရမယ်လူငယ်ကစားသမားတွေလည်းဖြစ်သလိုမြန်မာဘောလုံးလောကအတွက်လည်းတကယ်ကိုပဲစံထားရတဲ့အားကစားအဖွဲ့တစ်ခုလို့တော့ဆိုရမယ်မြတ် မြန်မာလေစင်အသင်းအတွက်အနာဂတ်မှာတကယ်ကိုအားထားရမယ့်မျိုးဆက်တစ်ခုလို့